Hello အဲ့ဆိုဒီနေ့ကျွန်တော်ကြည့်အောင်အခန်း29เนาะအခန်း29မှာကျွန်တော်တွေ့ရမှာเนาะ N4 ရောက်ပြီဆိုကျွန်တော်သိရမယ့်အရာတစ်ခုရှိတယ်ကျွန်တော် vet တင်ပါလေအလိုလိုဖြစ်တာနဲ့သူကလှုပ်ဆောင်ချက်ပါတယ် vet ဆိုပြီးနှမျိုးရှိမယ်เนาะဂျပန်လို့ဆိုရင်ကြီးဆိုရှိတာဆိုရှိကြီးဆိုရှိအင်္ဂလိပ်လို့ဆိုရင်တော့ intransitive ပေါ့เนาะထားဆိုရှိဆိုရင် transitive ဒါပေမဲ့အင်္ဂလိပ်လိုမမှန်နဲ့ရှုပ်တယ်မြန်မာလိုပဲမှတ်မယ်เนาะအလိုလိုဖြစ်တဲ့ vet တွေနဲ့လှုပ်ဆောင်ချက် vet တွေအဲ့တော့ဘလို့ကွာလဲပေါ့เนาะဘလို့ကွာလဲဆိုရင်မှကျွန်တော်တို့ကစပွဲခုံတစ်ခုရှိရလို့မြင်အောင်လဲစပွဲခုံမှာဘောဘန်တစ်ချောင်းရှိမယ်ဘောဘန်တူးလို့လိတ်ကြသွားတာနဲ့เนาะကျွန်တော်လှုပ်ဆောင်ချက်နဲ့လက်နဲ့ကင်ပြီးတော့ပြစ်ချလိုက်တာနဲ့မတူဘူးလေเนาะဟိုကကျတော့လက်နဲ့တမီတော့ကင်ပြီးတော့ကိုပြစ်ချလိုက်တယ်ဆိုတော့လှုပ်ဆောင်ချက်ကြီးပါတယ်အဲ့ဆိုရင်ဒါဆိုရှိလို့ခေါ်တာတော့လိုလိတ်ကြသွားတာမျိုးဆိုရင်ကြီးဆိုရှိဒီမှာဆိုလဲ Archimedes ပွင့်သည်เนาะဒီ Archimedes ဖွင့်သည်ဆိုဒီနှစ်ခုမတူဘူးเนาะကြည့်လိုက်တကားတစ်ချက်ကသူ့ဘာလိုပွင့်နေတာမျိုးဆိုရင် Archimedes သုံးရမယ်အဲ့မဟုတ်ပဲကျွန်တော်တရားရောက်ကလက်နဲ့သွားပြီးတော့တကားကြီးဆွဲဖွင့်လိုက်တာဆိုရင်ဒါလှုပ်ဆောင်ချက်နဲ့ဖွင့်လိုက်တာမျိုးဆိုရင်ဒါဆိုရှိเนาะပြီးသူတို့သုံးတဲ့ particle တွေလည်းမတူကြဘူးတကားကိုဖွင့်ပါလေเนาะတကားကိုဆိုတော့ O particle သုံးရမယ်တကားကိုဖွင့်သည် Archimedes တို့အောင် Archimedes တကားကသူ့ဘာလို့ပွင့်နေလဲဆိုရင်เนาะ particle ကကိုကျွန်တော်ကလို့ပဲဘာသာပြန်လာခိုင်းတယ်เนาะအဲ့တော့တကားကတို့က Archimedes ဆိုရင်တကားကပွင့်သည်လို့ပွင့်နေဆိုတဲ့အဓိပ္ပာယ်ရမယ်เนาะအဲ့တော့အောင် rarely ဆက်ကြည့်အောင်ဥပမာ Tomarimas ဆိုရက်နေတယ်ပေါ့နော်သူအလိုရက်နေတယ် Tomamas ဆိုတော့ရက်လိုက်တာပေါ့ဥပမာကျွန်တော်ကားပဲထားပါတော့ကားကသူ့ဘာသူတိတ်မင်အောင်မှာရက်ထားတယ်ဆိုရင်ဒါလိုရက်ထားတာလို့မဟုတ်ပဲကျွန်တော်ကားမောင်းနေနေမှာကားကို break နေပြီးရက်လိုက်တယ်ဆိုရင်ဒါ Tomamas Kuruma Tomamas ဖြစ်သွားမယ်ပြီးနောက်တစ်ခု Waramas ဆိုရင်လည်းကွဲတယ်မှန်ပေါ့နော်ကာရာစုက Waramas ဆိုရင်ဒါမှန်ကကွဲနေတယ်လိုကွဲသွားတယ်အဲ့လိုမဟုတ်ပဲကျွန်တော်မှန်ရိုက်ခွဲလိုက်မတုံးနဲ့ဖြစ်တူးနဲ့ဖြစ်နော်အဲ့ဆိုရင်ကာရာစု Waramas ဖြစ်သွားမယ်ဒီ Oramas ကျိုးတယ်เนาะတစ်ပင်တွေပါလေတက်လို့ကျိုးရတယ်เนาะ Ki က Oramas ဆိုရင်ဒါတစ်ပင်ကကျိုးတယ်လိုကျိုးရတယ်အမဟုတ်ပဲနဲ့เนาะကျွန်တော်ဒုတ်ချောင်းလေးပါတယ်ကျွန်တော်လက်နဲ့အားသုံးပြီးချိုးလိုက်မယ်ဆိုရင်ဒါဒုတ်ချောင်း O ဖြစ်သွားမှာပေါ့เนาะ Oramas ဆိုပြီးတော့เนาะအဲ့တော့လောက်ဆောင်ချက်ပါရင်တာဆိုရှိလို့မှတ်ထားเนาะလိုဖြစ်တယ်ဆိုရင်ကြီးဆိုရှိလို့မှတ်ထားနော် verb ဂျမန်နော် N4 ရောက်ပြီးသိရမယ်နော် verb မှာ2မျိုးရှိရနော်လောက်ဆောင်ချက်ပါတယ် verb နဲ့ပြီးအလိုဖြစ်တဲ့ verb ဆိုပြီး2မျိုးရှိရအဲ့တော့ grammar မှာဒီအခန်း29မှာတွင် grammar နိုင်နိုင်ကကြီးဆိုရှိတဲ့ imas တဲ့ imas ဆို verb နေတာလေနော်အလိုကြီးဆိုရှိဆိုအလိုဖြစ်တဲ့ verb အဲ့တော့နောက်ကွက်လက်ကအလိုကွက်လက်နေရဆိုတဲ့အဓိပ္ပာယ်နော်ကြီးဆိုရှိဆိုအလိုဖြစ်တဲ့ verb ဆိုတော့မှတော့ particle ကပဲသုံးရမယ်နော်တတိထားမယ်နော်အဲ့ real ကြည့်အောင်တို့က I တဲ့ imas တကားကပွင့်နေတယ်เนาะတော်လားတကားတရားတော့သူကလိုပွင့်နေတာဘယ်သူမှမဖွင့်တာเนาะတရားဖွင့်တာတော့ဖြစ်နိုင်ဒါမှမဟုတ်ကျွန်တော်တို့ကြည့်တဲ့အချိန်မှာတကားရပွင့်နေတယ်เนาะတော့လှုပ်ထားတာမဟုတ်เนาะအဲ့တော့လိုပွင့်နေတဲ့အရာကိုပြောချင်တော့တကားကပွင့်နေတယ်နောက်တစ်ခုခရိုမာကတိုမတ်တဲ့ image ဆိုလဲကားကရက်နေတယ်เนาะကားရက်နေတယ်ပြီးရင်ဂါရစုကဝါတဲ့တဲ့ image ဆိုရင်မန်ကကွဲနေတယ်เนาะမန်အလိုကွဲနေတယ်ကျွန်တော်အကြောင်းမျိုးတစ်ခုခုကြောက်ပေါ့နော်မှန်ကွဲနေတာပေါ့ဘယ်သူမှတော့တကူတကမှန်မခွဲဘူးလေနော်အဲ့လိုမျိုးအဲ့တော့တစ်ခုခုကကြီးတို့ရှိတဲ့ email ဆိုရင်နော်ကွက်လက်ကအလိုကွက်လက်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒီနောက်ကိုဆက်သွားရအောင်ခုနိုဆိုနော်နော်နောင်ကတဲ့ကြီးတို့ရှိတဲ့ email ပေါ့နော်ကြီးတို့ရှိနေရပေါ့အဲ့တော့ဒီခုနိုဆိုနော်သိမယ်နော် file လောက်တဲ့တွေ့ရတယ်ပြောသူနဲ့နီးခုနိုကြားတဲ့လူနဲ့ဆိုရင်ဆိုနော်နှစ်ယောက်လုံးနဲ့အဝေးမှာဆိုရင်ပေါ့နော်အဲ့တော့ကြီးတို့ရှိဖြစ်တဲ့အတွက်မကြောက်လို့ကျွန်တော်လှုပ်ဆောင်မှုမပါပဲလို့ဖြစ်နေတာကိုပြောတာเนาะဥပမာထားပါတော့ D8 ပေါ့เนาะခွန်နိုနောင်ခွန်နိုဒီခွန်နိုဆိုတော့နောက်မှာနောင်မဲလိုက်တယ်เนาะအဲ့ဒီသိရမယ်เนาะခွန်နိုနောင်ကเนาะဒီခွန်နိုဖူခုရိုကတဲ့ရဘူးတဲ့ image ဒီကပြဲနေတယ်တဲ့ဖြဲတာမို့เนาะတော်တော်လိုပြဲနေအဲ့တော့ခွန်နိုဖူခုရိုကရဘူးတဲ့ image ပြီးရင်ဆိုနောဂါရစုကဝါတဲ့ image เนาะအဲ့ဒီမှပေါ့အဲ့ဒီမှအကွဲနေတယ်အဲ့ဒီမှာကွဲနေတယ်เนาะအဲ့လိုမျိုးပေါ့တရားရောက်ကမှန်ကြည့်ချင်တဲ့ထားပေါ့ကွာလန်ပြောလိုက်တာပေါ့เนาะအဲ့ကြားတဲ့လူဆိုဆိုနိုးပေါ့အဲ့ဒီမှာကွဲနေတယ်ဆိုနိုးကာရာစုကဝါတဲ့တိမ်မတ်ဒီနောက်ဆုံးကိုနှစ်ယောက်လုံးနဲ့ဝေးရင်အာနိုတုံးတယ်အာနိုခိကအိုရဲတဲ့အိမ်မဆိုရင်ဟိုတစ်ပင်เนาะကျိုးနေတယ်ဟိုတစ်ပင်ကျိုးနေတယ်ဆိုတဲ့ပုံစံမျိုးเนาะကျွန်တော်ကြည့်လို့ရှိအလိုလိုဖြစ်တဲ့ဘတ်တွေပါတီကကပဲတုံးမယ်เนาะအဲ့တစ်ချက်သိရင်ရပြီပြီးနောက်ကိုနောက်ဆုံးတစ်ခုအသက်ရှိမိုင်းမしたတဲ့အသက်ရှိမိုင်းမしたဆိုတော့လေအတုံးများတယ်နော်သူအတိတ်ပဲနှစ်ခုရှိတယ်လုံမိသွားတယ်လို့မှတ်ထားပထမတစ်ခုကကျွန်တော်အောက်ကနှစ်ကနေစပြောလိုက်မယ်နော်နှစ်ဆိုတာကျွန်တော်တို့အပီးလုံမယ်ဆိုတဲ့အတိတ်ပဲမျိုးရှိမယ်ရှိမိုင်းမဆိုရင်လေ verb တဲ့ရှိမိုင်းမဆိုဒီ verb ကိုအပီးလုံမယ်ဆိုတဲ့အတိတ်ပဲဟိုမှာကျွန်တော်အင်စာတွေပါပေးလိုက်တယ်ကျွန်တော်ဒီပိတ်ရက်10ရက်လောက်ရှိရထားပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ
2ရက်ပေါ့2ရက်အတွင်းမှာအင်္ဂစာအပြီးလုပ်မယ်ဆိုကျွန်တော်ကဒီရှုခုတိုင်ကိုနော်ရှိတဲ့ရှိမိုင်းမှာဆိုပြီးတုံးလိုက်ရတာအပြီးလုပ်မယ်2ရက်နဲ့အပြီးလုပ်မယ်အဲ့လိုမျိုးပေါ့နော်ပြီးနောက်တစ်မျိုးကြတော့လုံမိသွားတယ်မကောင်းတဲ့ရလဲရတဲ့နေရာမှာတုံးတယ်ဟိုဘယ်လိုမျိုးလဲဆိုရင်ကိုမကိတ်မတစ်လုံးဝဲလာတယ်အဲ့ဒါကိုကစားလိုက်တယ်ညာပိုက်စားပြီးတော့နော်သူများကိတ်မသူများခွင့်မတောင်းမှသွားစားရတယ်နော်နောက်နေ့ဒါပြောခံမှာပေါ့လို့မကောင်းတဲ့ရလဲတစ်ခုခုရတော့မှာနော်စားပြီးသွားမှအဲ့လိုနောက်ရဝန်နေတာမျိုးအဲ့လိုတစ်ခုခုပေါ့နော်မကောင်းတဲ့ရလဲရတော့မှာဆိုအခါမျိုးမှာကျွန်တော်ဗတ်တဲရှိမှဆိုလုံမိသွားတယ်ဆိုတဲ့အဓိပ္ပာယ်တစ်ခုလုံမိလို့မကောင်းတဲ့ရလဲရတဲ့နေရာမှာတုံးတယ်နော်အဲ့တော့ real ကြည့်အောင်財布を落としてしまいましたတဲ့နော်落とすဆိုတာလေဒါတလို့ရှိနော်ခုနကပြောပါရေးလို့ရှိတလို့ရှိဒါပြစ်ချတာဆိုတဲ့အဓိပ္ပာယ်落とすဆိုတာနော်ပြစ်ချတာသူကသူပြုတ်ကြတာ落ちますဆိုတဲ့အဓိပ္ပာယ်落ちますဆိုတဲ့ကြီးလို့ရှိတယ်အဲ့တော့ဒါတလို့ရှိဆိုတော့ပါတိကေအိုတုံးမယ်အဲ့တော့財布をတဲ့落としてしまいましたတဲ့ပတ်စံအိတ်ကိုနော်ပြစ်ချမိသွားတယ်ပြောပြစ်ချဘူးကတော့တမင်တကာတော့ပြစ်ချတာတော့မဟုတ်ဘူးနော်ဒါပေမဲ့ဘယ်လိုပြောမလဲကြားပြအောင်လုံးမိသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမကောင်းလေနော်ပတ်စံပြောက်သွားမှာတော့မကောင်းလေ side for auto station မှာしたမင်းနောက်တစ်ခုဒါပရမရယ်ကတော့ဒီလုံးမိသွားတယ်ဆိုတော့မကောင်းတဲ့ရလဲပေါ့နော်ဒုတိယတစ်ခုရယ်ကြတော့အပီးလုံးမယ်ဆိုတဲ့အဓိပ္ပာယ်ဒီခွန်နို animal ကိုတဲ့ခွန်ပန်မိတဲ့ရှိမှာဆိုရင်ဒီ animal ကိုဒီညအပီးကြည့်မယ်နော်ခွန်ပန်မိတဲ့ရှိမှာဆိုဒီညအပီးကြည့်မယ်အပီးလုံးမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲဒီမိတဲ့ရှိမှာしたဆိုရင်ကြတော့ကျွန်တော်ကြည့်လို့ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်လေးရှိတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီတဲ့ရှိမိုင်းမတ်တာဆိုတာကြတော့သူအဓိပ္ပာယ်တစ်မျိုးရှိတယ်အပီးလောက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လုံးမိသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါမှမဟုတ်နော်ဒီရှိမိုင်းမတ်ကိုသူကအတိတ်ဖောင်ပြောင်းလာမယ်ရှိမိုင်းမတ်တာလို့ပြောင်းလာရင်တော့ဒါအပီးလောက်လို့ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တကယ်လို့ဒီလိုမျိုးမိတဲ့ရှိမိုင်းမတ်ဆိုရိုးရိုးမတ်ဖောင်မယ်ဆိုရင်ကြတော့အပီးလုံးမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရမယ်နော်